ဒီမှာနော်အဲ့ထဲမှာဒီမှာနော် update TV ဆိုရှိတယ်အဲ့ထဲကိုဝင်လိုက်ဒါကအကိုညီမတို့လည်းအလွယ်တကူလုပ်လို့ရအောင်ဆိုပြီးတော့နော်ကိုပြတာပြီးကိုဒီမှာ set bar လေးပါရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးလို့ရှိရင်ဟိုညီမလူချင်းတဲ့ Netflix Netflix ကိုမဝင်တောင်းလိုက်နော်Netflix ကြာလာလိမ့်မယ်အဲ့ဒီမှာ Netflix ကြာလာတဲ့ထဲမှာဟိုအဆင်ပြေရပေါ့ဆိုပါအဆင်ပြေရပေါ့ဥမာ3x3 ဆို3x3ပေါ့နော်အဲ့ကောင်ကို down လိုက်ဒီမှာဆိုရင်သူကရှိပြီးသားဒါပဲဒီမှာတော့ရှိပြီးသားညီမမရှိရသေးဆို down လိုက်မရှိဘူးဆိုရင်ကိုတို့ဒီမှာ update လုပ်ပေးလိုက်ပါပေါ့နော်ဒါကတော့ဟို Netflix ကဒီမှာရှိပြီးသားဟိုဆက်မှာကျတော့တခုခုမှားနေလို့ဖြတ်မိတာလားမှားဖြတ်မိတာလားဘာလားတော့မသိဘူးเนาะအခုရှိမှကျတော့ငကိုတွေကဒီ set ထဲမှာ update TV ရှိပြီးသားဆိုတော့ဟို Netflix ကရှိပြီးသားဆိုတော့သူကဒီမှာ update ဆိုပြီးတော့ပြတာအဲဆို update ကိုနှိပ်လိုက်ရုံပဲညီမတို့ကကျတော့တခါလဲ down အောင်ပါပေါ့เนาะညီမတို့ကကျတော့တခါလဲဟို install ဆိုပြီး down အောင်မယ်ကိုကကျတော့ဒီမှာ update ဆိုပြီးလောက်ရမယ်ဒါဆိုလို့ရှိရင်ဒီမှာ update ဖြစ်သွားတယ်Netflix update เนาะအဲ့ software ကိုညီမတို့ဝင်ပြီးတော့အဲ့ဒီမှာတန်ပြီး down လို့ရတယ်လင်းအောင်ချကြရမလို့တော့နောက်တစ်ခုကကျတော့အခုတို့ဒီ software မျက်နှာပြင်ကိုသုံးတဲ့ဒီ set launcher ပေါ့เนาะ launcher သုံးပြီးတော့မျက်နှာပြင်ကိုတင်တဲ့ဟာလဲအခုပြပေးမယ်เนาะဒါကကျတော့အခုတို့ Netflix down နေပေါ့နောက်တစ်ခုခုနလိုရာဟို screen plus up board ဒီမှာ APK မြင်နေစင်တော့ဒီ phone out ပို့တော့ right TV တဲ့မှာ block B block launcher တော့ရှိရနော် block launcher အဲ့ဒါလေးကို download ဘာဒီမှာပေါ်လာပြီနော်ဒီကောလေးအဲ့မှာ block launcher တို့ရှာလာရှိရနော်project ဆိုရယ်မှာရှိအဲ့ဒါတွေကိုနှိပ်လိုက် regulation ဒီမှာအပေါ်တော့ဒါခုနစမ်းကြည့်ပြီးတော့ down ပြီးပါပြီနော်ဒီမှာတော့ down right အတားလို့ရှင်းတဲ့ဟေတူလာဘောလို့ဒီပုံစံလေးတစ်မျိုးဖြစ်သွားမှာပေါ့နော်မင်းနဲ့တိုင်းမှာလည်းပုံစံလေးစီဝေါ်ပြီးပါဆိုတော့သူ့ auto အရှင်လေးဖြစ်သွားမယ်ပြီးသွားလို့ချင်းရဲ့ဘောလို့ဒီမှာမင်းနဲ့တိုင်းမှာခုနကညီမပြောသလိုမင်းနဲ့တိုင်းမှာနော်ဘောမှာ Netflix တွေပါပေါ်လာမယ်နော်အဲ့ဒါလေးတက်တဲ့စနေအဲ့ဒီ line ထားလေးကိုထောင်းလိုက်အဲ့ဒါကပုံနာဘူးပြောရတဲ့မှာပဲနော်မှာပြလန်အေးဒီလည်းကိုလောမနော်ဒီ line ထားလေးဒါလေးအဲ့ဒီထောင်းလိုက်နော်ညီမအဲ့ the region စင်ဒါမဲ့ဒါရရနဲ့လူတိုင်းကတိုက်တဲ့လူမှတိုက်တာမတိုက်တဲ့လူကမတိုက်ဘူးနော် RC တကယ်လို့အဲ့တချို့ကတကယ်လို့တောင်းဆိုလာအဲ့လိုစက္ကန့်မျက်နှာရီမှာလိုချင်တယ်ဆိုပြီးချင်းညီမတို့ဒီ software တွေကိုခုန upgrade ပြီးမှထောင်းပေးတယ်ဒါလေးအဆင်ပြေရနော်နာပိုကရတယ်ဟိုပြီးွားညီမရေးအဆင်ပြေပါသေးပစ္စည်းရောက်ရင်ထပ်ပြောလိမ့်မယ်နော်